တို့ပဲပြောတာလေပြပအားကိုပစိန်ရိုးဆိုမြန်မာနိုင်ငံရဲ့ဆေးပညာဆင်တန်းတွေကမြင့်မားလာပါပြီဆိုပြည်သူလူထုရဲ့ကျန်းမာရေးဆောင်ရွက်မှုကကောင်းလာပါပြီဆိုရန်ကုန်ဆေးရုံကြီးမှာပဲကုလေဘာဖြစ်လို့ဟိုတရောတော့သွားတာလဲရတ္တဆိုတာကိုချင်းစာတရားကိုပေးပါတယ်ရတ္တမရှိတဲ့သူတွေမှာကိုချင်းစာတရားမရှိပါဘူးဒီကနေ့တိုင်းပြည်ရဲ့အာဏာရပါတီကအကြီးအကဲတယောက်ကျမကြီးချွေးလို့ချက်ချင်းပဲစင်ကုန်နိုင်ငံကိုဆေးသွားကုပါလေလေမြန်ကြီးတစ်စိမ့်ဟောကနေရောက်လာပါတယ်ဒေါ်လာ3သိန်းခွဲနဲ့900လို့သိရပါတယ်ဒေါ်လာ3သိန်းခွဲဆိုတော့ဘောင်ကနေတွက်ရင်သိန်း1000လောက်ကျပါလိမ့်မယ်ကျွန်တော်တော်၎င်းဆရာချီဦးညိုတော်၎င်းကျမကြီးတစုံတရာဖြစ်ရင်အဲ့လိုလေရင်နဲ့သွားကုဖို့လွယ်ပါမလားသို့တော့တိုင်းပြည်ရဲ့အာဏာရပါတီကပုဂ္ဂိုလ်တော့ချက်ချင်းလည်းငင်စင်ကာပူနိုင်ငံကိုသွားကုပါတယ်သူတို့ပဲပြောတာလေပြပအားကိုပစိန်ရိုးဆိုမြန်မာနိုင်ငံရဲ့ဆေးပညာဆင်တန်းတွေကမြင့်မားလာပါပြီဆိုပြည်သူလူထုရဲ့ကျန်းမာရေးဆောင်ရွက်မှုကကောင်းလာပါပြီဆိုရန်ကုန်ဆေးရုံကြီးမှာပဲကုလေဘာဖြစ်လို့ဟိုတရောတော့သွားတာလဲငါရဲ့ကျန်းမာရေးကောင်းတယ်လို့ငါရဲ့ပြည်သူလူထုရဲ့ကျန်းမာရေးတွေမြင့်တက်လာဖို့ငါသားသမီးရဲ့ပညာရေးအနာဂတ်ကောင်းတယ်လို့တိုင်းသူပြည်သားရဲ့သားသမီးတွေရဲ့ပညာရေးအနာဂတ်တွေကောင်းလာစေဖို့ဆိုတဲ့ကိုချင်းစာစိတ်တွေဟာခေါင်းဆောင်တွေမှာပေါ်ပေါက်ဖို့လိုပါတယ်အဲဒီလိုစိတ်တွေပျောက်ဆုံးပြီးတော့ငါသာလျင်ငါမိသားစုသာလျင်ငါဆွေမျိုးအတိုင်းဝိုင်းသာလျင်ဆိုတဲ့အတ္တကြီးစိုးတဲ့စိတ်တွေကြောင့်ကျွန်တော်နိုင်ငံဟာရတ္တပျောက်တဲ့နိုင်ငံတစ်ခုအဖြစ်ဟိရိဩတ္တပတရားကိုကောင်းကောင်းနားမလည်တဲ့မကျင့်သုံးတဲ့ဘာသာတရားနဲ့လွဲချော်စွာဝမ်းနဲ့ကြေကွဲစွာကောင်းလောက်အောင်လူတွေအဖွဲ့အစည်းတွေရိုင်းဆိုင်လာကြပါတယ်အမေရိကန်နိုင်ငံကနေပြီးတော့ KFC ဆိုတဲ့ကြက်ကြော်တိုင်းရန်ကုန်မှာလာဖွင့်ပါတယ်ဖွင့်တဲ့နေ့မှာပဲလူပေါင်းများစွာဟာကိုယ့်လှဲကိုရောက်ဖို့3နာရီကျော်လောက်ကြာအောင်တန်းစီပြီးတော့အားပေးကြပါတယ်ကြက်ကြော်2တုံးပါတဲ့တပွဲအတွက်3500တတ်မှတ်ပါတယ်အဲ့ဒီအချိန်မှာရွှေပြည်သာနဲ့လှိုင်သာယာစက်မှုဆောင်ကထဲကျုပ်လုပ်သားတွေရဲ့ဆန္ဒဖော်ထုတ်မှုကြောင့်တရက်လောက်ခလာစာ4000တောင်းဆိုမှုအဲ့ဒီတောင်းဆိုမှုကိုအစိုးရကကန့်သက်ပေးတဲ့3600ကျပ်အတီးပြုတ်တဲ့အချိန်4000တောင်းတယ်4000တော့မပေးနိုင်ဘူး3600တော့ပေးတင်တယ်လို့ဒုဝန်ကြီးကသတ်မှတ်တဲ့အချိန်မှာအထည်ချုပ်စက်ရုံပိုင်ရှင်ပေါင်းများစွာတရုတ်ကိုရီးယားအစရှိသောထည်ချုပ်စက်ရုံပိုင်ရှင်ပေါင်းများစွာကအစည်းအဝေးတစ်ခုမှာ2500ထက်ပိုမပေးနိုင်ပါဘူးဆိုပြီးတညီညွတ်တဲ့စန္ဒပြကန့်ကွက်တနည်းအားဖြင့်ဒုဝန်ကြီးကိုချင်းချောက်အစည်းအဝေးတစ်ခုကျင်းပကြပါတယ်။ကြက်ကြော်တော်ဝဲကို3500နဲ့တိုးဝေပြီးစားနေတဲ့အချိန်မှာတရက်လောက်ကလာတာ2500တဲ့ပုံမပေးနိုင်ဘူးတဲ့။ပြည်သူတွေဆန္ဒဖော်ထုတ်တော့ပုံမှန်18နဲ့အရေးယူတယ်။ခမ်းမကြီးထဲမှာအလုတ်ရှင်တွေတပိုင်းနဲ့ထက်လက်တွေဆန်နှမ်းပြီးတော့သဘောမတူပါဘူးလို့ပြောတဲ့ကိစ္စကြတော့ဘာပုံမှန်တတ်မလဲလို့အဲ့ဒါလို့သဘောမတူဘူးပြောဖို့အတွက်သူတို့လည်းသက်ဆိုင်ရာကိုခွင့်တောင်းဖို့မလိုဘူးလားကျွန်တော်နိုင်ငံမှာဥပဒေတွေကလက်တစ်လုံးကြားလက်နှလုံးကြားတခါတရံလူတစ်ကိုယ်လုံးချားသွားတဲ့အထိမင်းမဲ့စရိုက်ဆန်ဆန်ဆောင်ရွက်နေကြတယ်အဲ့ဒီချိန်မှာမှ11 မီဒီယာကသတင်းတောက်တယောက်ရဲ့ကင်မရာရိုက်ချက်နဲ့ကလေးလေးတယောက်ဇမင်းနီကြောင်ကြားလေးနဲ့ဂါဝင်အတိုလေးနဲ့ဖြစ်လိမ့်မယ်လက်ထမ်းမှာပတ်စံလေးစုပ်ထားတယ်90တန်း100တန်း200တန်း500စုပ်ထားတယ်ပတ်စံလေးတွေမြင်နေရတယ်နောက်ပြလို့ KFC ကြက်ကြော်ဆိုင်မှာတန်းစီနေတဲ့လူနဲ့ကြက်ကြော်ပုံကိုငေးကြည့်နေတဲ့9နှစ်10နှစ်အရွယ်ကလေးမလေးတယောက်သတင်းသမားကဓာတ်ပုံဖြတ်ကနေရိုက်ပြီးတော့ online စာမျက်နှာပေါ်တင်လိုက်ပါတယ်တရက်လောက်ခလာစာ3600ကိုမပေးနိုင်ပါဘူးလို့ညင်းဆိုခြင်းခံရတဲ့ကျွန်တော်တို့ရဲ့အခြေခံလုပ်သားတွေကြက်ကြော်တပွဲကို3500နဲ့တိုးဝေစားတော့နေတဲ့ကျွန်တော်တို့ရဲ့နိုင်ငံသူနိုင်ငံသားတွေလက်ထက်မှာပတ်စံလေး500ကိုစုပ်ပြီးတော့စားတော့နေတဲ့သူတွေနဲ့ကြက်ကြော်ပုံတွေကိုငေးမောကြည့်နေတဲ့ကလေးတယောက်စိတ်ဝင်စားစရာကောင်းတဲ့ comment တွေလာပါပြီအောက်မှာမှတ်ချက်ငတ်နေလားတဲ့အဲ့လောက်ငတ်နေလားတဲ့မိမဆုံးမဖမဆုံးမကလေးတဲ့သူများစားနေတောက်နေတာကို
တတောင်းစားမတဲ့ရေးလိုက်တဲ့ comment တွေကိုဖတ်ရင်းနဲ့တပည့်တော်ရှက်လာပါတယ်ဗျာမေတ္တာတရားနဲ့အကျဉ်းတရားနဲ့ဟိရိဩတ္တပနဲ့ဗျမစိုးတရား၄ပါးနဲ့အစရှိတဲ့စကားလုံးတွေကိုတွင်သုံးလေရှိသောတပည့်တော်တို့တိုင်းပြည်မှာရုံရင်ကြမ်းတမ်းစွာကလေးငယ်လေးတယောက်အပေါ်မဆာမနာနဲ့ခေါ်ပြရေးသားချက်တွေရတပျောက်ရင်ဘာဖြစ်မလဲလို့ဆိုင်တယောက်ကိုမေးတဲ့အခါမှာကွယ်လွန်သွားတဲ့အဲ့ဒီဆိုင်ဆရာကြီးဆရာနာမည်ကတင်းရီလို့ခေါ်ပါတယ်ကျွန်တော်တို့ကသူ့ကိုအဘလို့ခေါ်ပါတယ်ချက်စလုံးနဲ့ပြီးခဲ့တဲ့2လလောက်ကကွယ်လွန်သွားပါတယ်ရတပျောက်ရင်ဘာဖြစ်မလဲခမညာလို့မေးတဲ့ချိန်မှာအဲ့ဒီကျွန်တော်တို့အဘ